Hey ye နှစ်နှစ်နဲ့တလကျော်စုလာပါတယ်ခင်ဗျာအခြားလူတွေက1000တန်နေဖောက်ပြတာပေါ့နော်ကျွန်တော်ကတော့1000တန်နေမနိုင်သေးပါဘူးခင်ဗျာဆိုတော့ကနေ့တိုင်းလည်းမစုနိုင်သေးဘူးနေ့တိုင်းလည်းမထက်ဖြစ်ဘူးပေါ့နော်တတိယတဲ့အချိန်100ပဲဖြစ်ဖြစ်200ပဲဖြစ်ဖြစ်300ပဲဖြစ်ဖြစ်400ပဲဖြစ်ဖြစ်အဲ့လိုမျိုး100တန်တွေရလာပြီဆိုလို့ရှိရင်လေဒီစုဘူးလေးတဲကိုတတိယရင်တတိယတလို့လမ်းကြုံရင်လမ်းကြုံတလို့ပေါ့နော်စုလာခဲ့တာအခုဆိုရင်2နှစ်နဲ့တလကျော်ဒါပေမဲ့သူများရဲ့စုရင်ဘယ်လောက်ရမလဲတော့မသိဘူးကျွန်တော်မှတော့နေ့တိုင်းတော့မစုဖြစ်ဘူးလေနော်တတိယတဲ့ချိန်တိုင်းပဲထည့်ဖြစ်တယ်ဆိုတော့လေ2နှစ်နဲ့တလကျော်မှာကျွန်တော်စုလာတဲ့ပတ်စံလေးတွေဖောက်ကြည့်ပါတယ်ခင်ဗျာလူချင်တာလေးတစ်ခုဝယ်မလို့ဆိုပြီးဖောက်လိုက်တာတကယ်တော့မဖောက်ချင်သေးဘူးပတ်စံနေရာကြာပြီဆိုတော့လေနန်းအောင်နန်းလေးအနန်းလေးပတ်စံလေးဖောက်လိုက်ပါတယ်ခင်ဗျာလူချင်တာလေးဝယ်မလို့ဆိုပြီးတော့ဆိုတော့အားလုံးကကျွန်တော်ပတ်စံဖောက်လိုက်တာ29,300ပဲရသွားပါတယ်ခင်ဗျာအရင်ကျင်းတတ်ပါတယ်ခင်ဗျာကျင်းတတ်တယ်အားရတယ်ပီတီတွေဖြစ်ပါတယ်ခင်ဗျာလူချင်တာလေးကတော့360ကင်မရာလေးပဲဖြစ်ပါတယ်ခင်ဗျာလူချင်တာလေးသုံးရုံပဲဘိုင်ဘိုင်အားလုံးကြည့်ကြပါဗျာ